နောက်တစ်နေ့မှာတော့ Goldie ဟာကားကိုသွားတွေ့ပြီးငါအဖေရဲ့လေရင်ပြတ်ကျမှုအကြောင်းအကုန်သိပြီးမင်းဖေကရိုကိုငါအပြစ်မတင်ဘူးမင်းကမင်းဖေလုပ်ခဲ့တာအတွက်အပြစ်ရှိတဲ့သူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါအပြင် Goldie က Elite Falcon အဖွဲ့ထဲဝင်ပြီးဂိုင်းနဲ့အတူတာဝန်ထမ်းဆောင်ခြင်းနဲ့လို့လည်းပြောပါတယ်။ဂိုင်းကတော့ Goldie ကိုလွယ်လွယ်နဲ့လက်မခံပဲဒီအဖွဲ့ထဲဝင်ခြင်းရင်မင်းရဲ့အရေးချင်းကိုတက်တည်ပြရမယ်လို့ပြောပြီးညဘက်မှာစမ်းသပ်မှုလုပ်ဖို့ခေါ်လိုက်ပါတယ်။ညရောက်တဲ့အခါသူတို့နှစ်ယောက်ဟာမျော်စင်အမြင့်ကြီးပေါ်ကနေတပြိုင်နက်ခုန်ချပြီးပြန်တန်းရှင်ပြိုင်ကြပါတယ်ဒါပေမဲ့မြေပြင်ကိုအရှိန်ပြင်းနဲ့ကျလာတဲ့အချိန်မှာ Goldie ကထိတ်လန့်သွားပြီးအတောင်ကိုမထိန်နိုင်တော့ပါဘူးကတော့အေးအေးဆေးဆေးပြန်တက်သွားပြီးအလွယ်တကူအနိုင်ရသွားပါတယ်တနေ့မှာGoldie ကိုဗီဒီယိုခွေဟောင်းတစ်ခုပေးလိုက်ပါတယ်ဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒီဗီဒီယိုထဲမှာပါလာသူဟာ Silverwing ကိုယ်တိုင်ဖြစ်နေပါတယ် Silverwing ဟာကမ္ဘာအကောင်ဆုံးလေယာဉ်မှုအဖြစ်360 half turn လို့ခေါ်တဲ့အစင်းမြင့်ပြန်တန်းနည်းကိုတင်ကြားပေးနေခဲ့တာပါ Goldie ကအဲ့ဒီဗီဒီယိုကိုအကြိမ်ကြိမ်ပြန်ကြည့်ပြီးမနာတမ်းလေ့ကျင့်ပါတော့တရက်အတော်ကြာလေ့ကျင့်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ပြန်တန်းစွမ်းရည်ဟာတိတိတတ်တာတိုးတက်လာပါတယ်ယုံကြည်မှုပြန်ရလာတဲ့ Goldie ကကားကိုထပ်ပြီးစိန်ခေါ်လိုက်ပါတယ်ဒီတစ်ခါမှာတော့ Goldie ဟာကားထက်တောင်မြ မြန်ပြန်နိုင်လာပြီးအနိုင်ရတော့မယ့်အချိန်မာကိုက်ကဖွင့်ထားတဲ့သတင်းပေါက်တစ်ခုကိုမမြင်ဘဲအရှိန်နဲ့ဝင်တိုက်မိလိုက်ပါတယ်ကဟာခေါင်းထိပြီးသတိလစ်သွားကမြေပြင်ကိုပြုတ်ကျတော့မဲ့အချိန်ကုတ်ပေကပြိုင်ပွဲကိုအလျှော့ပေးပြီးကားကိုအမြန်ပြေးခဲ့လိုက်ပါတယ်ဒီလုပ်ရဲ့ကြောင့်ကလည်းကုတ်ပေကိုစပြီးလေးစားလာပါတော့တယ်တစ်ဖက်မှာတော့ Flutterclaw ဟာကြက်ရွာနဲ့စွမ်းရင်ကြောက်တူးဖော်ရေးစာချုပ်အဆင်သင့်ဖြစ်နေပြီဆိုတဲ့သတင်းကိုရရှိပါတယ်ဒါကြောင့် Goldie Caretracker တို့ကိုခေါ်ပြီးကြက်ရွာစီထွက်လာခဲ့ပါတယ်Flutterclaw ကရွာသားတွေကိုလက်ဆောင်ပစ္စည်းတွေအများကြီးပေးပြီးကြောက်တူးဖော်ရေးအစီအစဉ်ကိုရှင်းပြပါတယ်ရွာသားတွေကလည်းဝမ်းသာအားရသဘောတူလိုက်ကြပါတယ်ဒါပေမဲ့ Flutterclaw ကသူ့ဝန်ထမ်းတွေကိုတိတ်လေးဖုံးဆက်ပြီးကြောက်တွေကိုတတ်နိုင်သမျှအကုန်တူးယူလိုက်ဘလောက်တူးရအရေးမကြီးဘူးလို့အမိန့်ပေးနေတာကို Caretracker ကမတော်တဆကြားသွားပါတယ် Caretracker ကချက်ချင်းတန်တရားဝင်သွားပါတယ်ဘာကြောင့်လဲဆိုတော့ကြောက်တွေရှိတဲ့ကူကြီးဟာရွာတရွာလုံးကိုထောက်ထားတဲ့အောက်ခံမြေကြီးဖြစ်နေတာကြောင့်အကုန်တူးထုတ်လိုက်ရင်ရွာတရွာလုံးပြိုကျနိုင်တာကိုသူသိနေခဲ့လို့ Caretracker ဟာဒီကိစ္စရဲ့နောက်ွယ်မှာကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပြီဆိုတာတေချာသွားပြီး Flutterclaw ကိုစတင်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်